ဟိုရင်တော့ငါတော့သားညိုသူမို့လူတွေကြားတော့မျက်နှာငယ်အခုဆိုရင်တော့ညအိပ်ရာဝင်တိုင်းမှာရင်ထဲကနေစဉ်သုံးဆွဲတဲ့ဖော်မရှိပြီနဲ့တွေ့ကြပြီဖော်မရှိပြီနဲ့ဒီနေ့ကြောင်ညာလေးမှတ်မိမယ်တင်တယ်နော်ကျွန်တော်ငယ်တော့ကကြောင်ညာခဲ့တဲ့တချင်လေးဦးလွင်မောကမျက်နှာကြီးရတယ်ဒီလိုမျိုးကဒီလိုမဲသလူပြီးတော့သူကဈေးတွေကိုသွားတာလမ်းမှာတွေ့တော့ကောင်မလေးကသူ့ကိုမချစ်ဘူးပေါ့နော်ကျွန်တော်သမီးကဆွေးနွေးနေတာတင်တယ်အဲ့အကြောင်းလေးရိုက်တယ်ငင်းတော့ကျွန်တော်ဒီမျက်နှာကြီးမဲတာပြန်သိရတယ်ဟိုတနေ့ကကြာတာ deep cleansing လေးကြောင့်ကျွန်တော်မိတ်ဆက်ပေးခဲ့တယ်နော်အဲ့တော့တကယ်ကြီးကကိုယ်စမျက်နှာအင်အားတော်တော်မဲတူတယ်အခုနည်းနည်းဖြူလာတယ်ဆိုတော့ဘယ်လိုလေးသုံးလဲဆိုတော့ကျွန်တော်အဲ့ဒါလေးကိုပြန်ပြီးတော့မှသုံးပြတာဖြစ်ပါတယ်နော်ဒါတကယ်ကြီးကလက်ဆောင်နေတာဒီကောင်လေးက icon deep cleansing ဘူးလေးကျွန်တော်ဟိုတကဗီဒီယိုမှာတင်ခဲ့တယ်ပေါ့နော်အဲ့ဒါလေးကိုအသုံးပြုပြီးတော့သူကနိုင်ဝက်လောက်ကြာတဲ့အခါမှာသူကတစ်ချမ်းမှာပေါ့နော်အဲ့ဒါတပတ်ကိုသူပြောတာမှတ်မိပြီ new pet u at new pet u ရတော့မယ်နော်အဲ့ဒါလေးစမ်းကြည့်တာကြည့်နော်လေးနည်းနည်းဖြူသွားတယ်ကြည်သွားတယ်ဆိုစိတ်ချမ်းသာနော်ကိုယ့်ကိုယုံကြည်မှုနဲ့တူအဆိုပါအောင်နော်ဒါမှကျွန်တော်တို့တခုစင်ကြင်ရမှာတော့နော်ဒီပူလေးကိုအကာအကွယ်မဲ့သွားတာတော့နော်ပြီးတော့ဆိုင်ငယ်စီးတဲ့အခါမှာ helmet ဆောင်းတာအဲ့တော့ဆိုင်ငယ်စီး helmet ဆောင်းတယ်နော်ဆောင်းတာပါကောင်းလဲဆိုတော့ကိုဒီ safety နော် safety ဖြစ်ပြီးသားဖြစ်တယ်နောက်တစ်ခုပါဖြစ်သွားနေတယ်ဆိုတော့ဒီမျက်နှာတော်တော်နေတိုးတာသိတာတစ်ဖက်လောက်အဲ့နေထိုးလေတိုးပေါ့နော်နေရလဲထိုးသေးတယ်လေရလဲတူတိုးတဲ့ကကျွန်တော်တို့ဒီတော်တော်ကြီးကိုဥမာဒီမှာဆေးလေးလိုက်တယ်ပေါ့ဒါဆေးလေးနဲ့နည်းနည်းကုသတယ်ပေါ့ treatment လုပ်တယ်ဒါပေမဲ့အဲ့ဒါ3ရက်လောက်အိုင်တိုင်းခုနကလို့စီကံမဲ့နဲ့အဲ့လိုစီးလိုက်တာလေပြန်ပြီးတော့ပါပါနော်ဟုတ်လို့ဖြစ်သွားတာဒါလေးကကျွန်တော်deep cleansing လေးကိုဆေးပြတာဖြစ်ပါတယ်ဆေးကြော်ညာခြင်းလည်းမဟုတ်ဟိုဆေးကိုကြော်ညာပေးတာဆိုတာကိုနဲ့အသားရည်နဲ့လိုက်တဲ့ဟာတော့ရွေးရမှာပေါ့နော်ကျွန်တော်သုံးတဲ့အဲ့ deep cleansing လေးကိုကြော်ညာတာဖြစ်ပါတယ်ကိုယ်တကယ်ချင်းတွေကိုပေါ့နော်ဒီဆေးဖို့တော့အောင်လည်းပြောတာမဟုတ်ကိုနဲ့နှစ်သက်တဲ့ဟာဒီမျက်နှာ skin care လေးကိုလုပ်ချင်းတာမမားဘူးကိုကို confidence ရှိသေးတယ်ဘာဖြစ်လဲနောက်ပြီးတော့ခါကျတော့ရုပ်လေးစိတ်နဲ့ရုပ်လေးကဆက်နေတော့နော်စိတ်တွေကြီးရုပ်ကြီးသလိုပဲရုပ်လေးကြီးနေတဲ့အခါမှာလည်းဟာမင်းနဲ့တူတာတားရည်လေးကအမဲစိုးမစိုးပါလားရင်တော့တော်လေးမဲတော့တော်တော်ညွန့်တော့အခုနည်းနည်းလေးကြည့်ကောင်းတယ်ဆိုရင်စိတ်ချမ်းသာတယ်လူတစ်ယောက်တစ်ယောက်စိတ်ချမ်းသာတယ်ဆိုပြီးဒါလည်းစိတ်ချမ်းသာမယ်ကိုယ်တိုင်းဝိုင်းစိတ်ချမ်းသာသွားရောနော်ကျွန်တော်ဒါဆရာရုပ်တာမဟုတ်ပါဘူးရိုက်တဲ့လောက်လေးနဲ့ရှာပြီးတော့တကယ်ချင်းများကိုကြံကြံကောင်းပေးတာဖြစ်ပါတယ်အားလုံးပဲနေတိုးလေတိုးနေထိုးတဲ့မဲတူးချင်းကိုဖြစ်စေရရခံရမလို့ရောင်ချီတဲ့ထိခိုက်မှုတွေပေါ့နော်ကင်းဝေးပြီးတော့တိုင်းနဲ့တွေ့ကြပါနေကျွန်တော်လည်းစက်ကြိုးသားပါအောင်မယ်အမားပါလေးရှိနေတီးခံခွင့်တော့ပါကျေးဇူးများတင်ပါတယ်ကျေးဇူးပဲနော်ကျေးဇူးပါတဲ့